အားလုံးပဲမင်္ဂလာပါကျွန်တော် David ပါ MMA မြန်မာနဲ့ကြိုဆိုပါရစေ။ Joshua Ben ကတော့မနေ့က UFC 317မှာသူပြိုင်ဖက် Brandon Royval ကိုတခါမှသူမတုံးဖူးတဲ့အကွက်သစ်ထုတ်တုံးပြီးတော့မှအနိုင်ယူသွားတာနောက်ဆုံးကြီးစံပေါ့နော်ဒါတရအချီအဆုံးပိုင်းမှာကျွန်တော်တို့အားလုံးရင်တထိတ်ထိတ်နဲ့သူအလဲထိုးနဲ့များရှုံးသွားမလားဆိုပြီးစိုးရိမ်နေရတဲ့အချိန်မျိုးမှာမထင်မှတ်တဲ့ဒီအကွက်သစ်ထုတ်တုံးပြီးတော့မှဘွဲကိုလှလှပပချောချောမောမောအဆုံးတတ်သွားတာတွေ့ရပါတယ်နောက်ဆုံးအချီမှာသူ့ရဲ့ပြိုင်ဖက်လဲအောင်နှစ်ခါသုံးခါလောက်သူ oblique kick လို့ခေါ်တယ်ပေါ့နော်ဒီဒူးနဲ့ပေါင်တဲ့နားကိုသူကတကယ်ပြောတော့ဒူးနားကိုဘောကနေစောင့်နေတာပေါ့အဲ့မျိုး oblique kick လို့ခေါ်တယ်အဲ့ဒါနဲ့သူစောင့်နေပြီးတော့မှသူ့ပြိုင်ဖက် Brandon Royval လဲသွားအောင်နှစ်ခါသုံးခါကိုအဲ့လိုမျိုးသူနင်းတာပါနောက်ဆုံးအချီမှာဆိုရင်လည်းအဲ့လိုပဲသူနင်းလိုက်ပြီးတော့မှလဲဝါပြီးမှသူအဲ့ဒါနဲ့အပေါ်ကနေစောင့်ထိုးတာပေါ့နော်တကယ်လို့ဒါပွဲအချိန်ဒါမကုန်ဘူးဆိုလို့ရှိရင်တော့ဒါ Joshua Ben က KO နဲ့နိုင်သွားဖို့အချိန်နေတော့မှရှိခဲ့တာပါဆိုတော့အဲ့မှာဒီ kick အကြောင်းကိုကျွန်တော်ပြောချင်တာကဒီဟာကလွယ်တဲ့ needs နဲ့မဟုတ်ဘူးပေါ့နော်ထိရောက်အသုံးချဖို့ဆိုရင်တော်တော်လေးခက်တဲ့ needs နဲ့ဖြစ်တယ်အချိန်ယူပြီးတော့မှတော်တော်ကြာလေ့ကျင့်မှကျွန်းကျုံသုံးတာအများဆုံးပဲပြီးတော့ကျွန်းကျုံဆိုလို့ရှိရင်တော့ဒီခေတ်အကြောင်းဆုံးလဲသူခဏခဏပြောတယ်ခဏခဏသုံးတယ်ပြီးတော့သူကအတိကကတော့အရက်ရှည်တဲ့လူတွေကဒီလိုမျိုးခေတ်ကိုသုံးတာများတယ်ဘာလို့ဆိုအရက်ရှည်မှအပေါ်ကနေဒီလိုအောက်ကိုစောင့်နေတော့သူကပုံပြီးထိရောက်မှုရှိတယ်ပေါ့နော်အဲ့လိုမျိုးလူတွေအမြင်ရှိတတ်ကြတယ်ဒါပေမဲ့ Joshua Ben ကအရက်ကပူပူတယ်ဆိုတော့လုံးဝလူတွေမထင်မှတ်ထားဘူးဒါပေမဲ့ဒီအကွက်ကို Joshua Ben ကထုတ်သုံးလာခဲ့တာပါပြီးတော့ Joshua Ben ကအများသောအားဖြင့်လူတွေတိကြတာလက်တီးအထိုးကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပဲတိကြတော့ချစ်ထောက်ဆိုရင်လည်းလူတွေကတိတ်ထက်မစင်စားဘူးဒါပေမဲ့တကယ်လို့စဉ်းစားကြည့်ရင် Joshua Ben အရင်ပွဲတွေမှာရင်ဝကိုချစ်ထောက်နဲ့ဆောင်းနေတာတို့ဒီRay Surya နဲ့ပွဲမှာဆိုရင်ပေါ့နော်ရင်ဝကိုနှစ်ခါနင်းတာကောင်ကသူ့ဘောထိတယ်ဆိုပြီးမှတော့မှနာလို့လေဘောထိတယ်ဆိုပြီးတော့မှတော့ညာသေးတယ် Ray Surya ကပြောချင်တာ Joshua Ben ရဲ့ kick front kick ဒီပေါ့နော်အဲ့လိုမျိုးတွေခြေထောက်ခြေကန်ချက်ကလည်း Joshua Ben ကတော်တော်လေးကောင်းပါတယ်ဒါလူတွေတိတ်မတိလိုက်လို့တကယ်တော့တော်တော်ကောင်းတယ်ဆိုတော့အခုဒီနေ့လူမျိုးမှာဆိုလို့ရှိရင်ဒါဒီအကွက်လူမျိုးကိုနောက်ဆုံးမှာပွဲအဆုံးဖြတ်ပေးလောက်အောင်ဖြစ်သွားအောင်ပေါ့နော်သူအဆုံးတတ်သေးချသွားအောင်လုံးဝညင်းပွားစရာမရှိအောင်အပြတ်ပေါ့နော်အဲ့လိုမျိုးသူ့ပြိုင်ဖက်နလာမထူနိုင်အောင်နောက်ဆုံးတားတရအချီမှာမှအဲ့လိုမျိုးအကွက်ကိုထုတ်သုံးလိုက်တော့ပြိုင်ဖက်ကလည်းလုံးဝ surprise ဖြစ်သွားတယ်ဘလို့မပြင်ဆင်မိကာကွယ်ဖို့အချိန်မရှိတော့ဘူးတကယ်လို့ဒါပထမတစ်ချီလောက်မှာစသုံးလို့ရှိရင်အဲ့ဒါကိုရှောင်မဲကာကွယ်ပြီးတော့သဘောပေါက်သွားပြီဒီကောင်ဒီအကွက်သုံးနေဆိုရှောင်မဲပေါ့နော်ပြင်ဆင်ဖို့ပြိုင်ဖက်အတွက်အချိန်ရသွားမယ်ဒါပေမဲ့ပထမအချီမှာမသုံးမဲနဲ့ဒုတိယအချီမှာလည်းမသုံးမဲနဲ့နောက်ဆုံးအချီမှာမှအလေလောက်ပိုင်းလောက်မှာစပြီးတော့မှသုံးလိုက်တဲ့အခါကျတော့အတိုင်းဆိုင်ထိုးနေကြပြီညောင်စလုံးမျက်နှာတွေလည်းသွေးတန်တရဲရဲဖြစ်နေတဲ့အချိန်မျိုးမှာဒီလိုမျိုးသုံးလိုက်တော့လုံးဝ surprise ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ထိရောက်မှုလည်းရန်ကိုထိရောက်မှုအရှိဆုံးအဆုံးသက်သေးချာသွားစေတဲ့kick ပါဆိုတော့ဒါမဲ့ဒီ kick ကကြွန်ကျုံသုံးတာများတယ်clear round 3လည်းဒီ kick ကိုသုံးခဲ့တယ်တကယ်ဆိုတော့ဒီ kick ကပြိုင်ဖက်ရဲ့ခြေတော့ကိုအရန်ကိုနာစေတာတချို့ဆိုရင်သူတို့ဒူးတွေကဒါတောက်လျှောက်ကိုဒူးနာသွားတယ်ပေါ့နော်ပွဲပြီးမှတစ်သက်လုံးကိုဒူးနာသွားတဲ့အထီလောက်တော့ခံလိုက်ရတဲ့လူတွေရှိတယ်ဆိုပြီးအဲ့လိုမျိုးကြံကျုံကိုသူတို့တချို့ဝေဖန်ကြတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ပြောရရင်ဗျာဒါ fight အုံထောက်တောင်မှထိခိုက်နိုင်တယ်မျက်နှာကောင်းနေထိုးဒီလောက်ထိုးကြတာဆိုတော့ဂျာချစ်ထောက်လည်းထိခိုက်နိုင်တယ်ဒါကတော့ဒီလိုမျိုး fight ရဲ့ပြောမစွန်ဒီလိုတိုက်ပွဲရဲ့သဘာဝပဲလို့ပြောရမှာပေါ့လေနော်ဆိုတဲ့ခါကျတော့ဒါပြဿနာတော့မရှိဘူးဆိုတော့ပြောချင်တာက Joshua Ben ရဲ့ skill အကွက်တီတစ်ကွက်ပြီးတစ်ကွက်သူအားတာတယ်လူအားလုံးတိများတယ်သူ့ရဲ့လက်တီ boxing skill တစ်ခုတည်းမဟုတ်ပဲနဲ့အခုဆိုလို့ရှိရင်အကွက်တစ်တွေချပြလာတယ်ဆိုတဲ့ခါကျတော့အထူးသဖြင့်လိုအပ်တဲ့အချိန်မှာပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်မလိုအပ်ဘူးပြီးခဲ့တဲ့ပွဲမှာဆိုသူလုံးဝအေးစစ်ပြိုင်ဖက်ကသူ့လုံးဝပြန်မထိနိုင်ဘူးသူတာရနဲ့အပေါ်ကနေတောက်လျှောက်ကစားသွားနိုင်တယ်ဒီပွဲကျတော့သူ့ပြိုင်ဖက်ကသူ့ under တော်တော်လေးကိုပြန်ပေးနိုင်တယ်နာနေရဲ့ကြားထဲကနေရှေ့ကိုတိုးလာတဲ့ပြိုင်ဖက်ကိုโอเคအဆုံးသက်ငါတေချာသွားအောင်ဆိုပြီးတော့မှဒီလိုမျိုးအကွက်တစ်ထုတ်သုံးလာတယ်ပေါ့နော်ဆိုရင်ကြွန်ကျုံနဲ့ကျွန်တော်နှိုင်းပြချင်တယ်ကြွန်ကျုံဆိုလို့ရှိရင်တင်းတော်ဝိုက်ကလည်းခဏပြောပါတယ်ကြွန်ကျုံဆိုလို့ရှိရင်ဥမာဒီ spinning back kick တို့ပါတော့နော်Steve Miocic ကိုသူနိုင်သွားတာဆိုရင်လေဒီလိုတပတ်လဲပြီးတော့မှ spinning back kick ပြီးတော့သူ spinning back fist spinning back elbow ပြီးတော့ခုနလိုမျိုးအပေါ်ကနေနင်းနေဟာပြီးတော့နှစ်ပန်းနေပေါ့နော်ကြွန်ကျုံဆိုလို့ရှိရင်အကွက်အများကြီးရှိတယ်ဆိုတော့ပြောချင်တာကအဲ့အကွက်တီလဲတကယ်ထိရောက်အသုံးချတတ်ဖို့လဲလိုတယ်ကျွန်တော်တို့တောင်တိုင်းယုံ fighter တွေလဲဒီဒါမသုံးချင်တာမဟုတ်ဘူးသုံးချင်တယ်ဒါပေမဲ့အသုံးမချနိုင်လို့
ခိုဒီတာတန်တော့ကဆိုရင်လေသူက spinning back elbow တုံးပြီးတော့ Joe Shopping ကိုဒီလိုတစ်ပတ်လဲပြီးတော့မှပေါ့နော်အဲ့လိုမျိုးထိုးဖို့သူလှုပ်ဖို့တတောင်နဲ့ဟိုလက်တီးနဲ့ရောအဲ့လိုမျိုးလှုပ်ဖို့စူးစမ်းသေးတယ်ဒါပေမဲ့ထိအောင်မှုဘာမှမရှိဘူးပြောချင်တာကကိုဒီလိုအကွက်တစ်ကွက်သုံးမယ်ဆိုရင်လေအဲ့ဒါထိအောင်မှုရှိအောင်ကိုသုံးနိုင်ဖို့လေ့ကျင့်နိုင်ဖို့ချောမွေ့အောင်အချိန်အများကြီးယူပြီးပြင်ဆင်နိုင်ဖို့လေလိုတာပါဆိုတော့ Joe Shopping ကဒီနေ့ဒီလိုမျိုး skill တစ်ကိုထုတ်သုံးလာပြီးတော့မှဒါတကယ်ကိုအဆုံးသတ်ကိုတေချာသွားအောင်ဟိုကျွန်တော်တို့အတွက်ယူဆောင်လာပေးနိုင်ခဲ့တာဆိုတော့ဒါဟိုအဲ့ဒါကြောင့်ဒီ oblique kick ဆိုတဲ့ kick အကြောင်းလေးကိုကျွန်တော်တည်တံ့ပြောပြချင်တာပါဆိုတဲ့အခါကျတော့ဒီ kick ကလုံးဝတကယ်ဆိုပြောရရင်တော့လုံးဝမိုက်တယ် Joe Shopping ဒီတာမန် boxing ထဲမဟုတ်ပဲနဲ့တခြားနီးစနစ်တွေလည်းအများကြီးရှိတယ်သူ့ရဲ့စဉ်းစားနိုင်မှုဘယ်အချိန်မှဒီအကွက်ကိုသုံးရမယ်ဆိုတော့သူ့ရဲ့ fight IQ ပေါ့နော်စဉ်းစားနိုင်မှုနဲ့ဟိုအချိန်မှန်ကွက်တိထုတ်သုံးနိုင်မှုတွေကတကယ်ပဲလေးစားစရာကောင်းပါတယ်ဒီပွဲနိုင်သွားတာလည်းတကယ်ကိုထိုက်တန်နိုင်သွားတာပါလွယ်ကူတော့မဟုတ်ဘူးပြီးတော့ champion ခေါ်ခွင့်လည်းရသွားလို့ကျွန်တော်နောက်ထပ်တစ်ခါ congratulation ပါလို့Joe Shoppingကိုလည်းထပ်ပြီးပြောချင်ပါတယ်ကျွန်တော် David ပါ MMA မြန်မာပါအားလုံးပဲကျွန်တော်တွေ့ကြမယ် see you bye bye